ဒီပိုလေးချောင်းရှင်းပြမယ်နော်2020နဲ့5မှာ64နှစ်တို့39နှစ်မွေးတွေတော့ဒါထွက်တာနော်အဲ့ဒါလေးရှင်းပြမယ်ခုနကဗီဒီယိုရိုက်တာမနှိမ့်မိပဲနဲ့ပြရတယ်အဲ့တော့နှစ်လို့ထိတ်6လို့ထိတ်3လို့ထိတ်နှစ်3 9ထိတ်3လုံးထောင်တာနဲ့ဗရိတ်9ဆိုတဲ့ကဏ္ဍဒီ8ခွန်လေး4 8ခွန်ကြားတယ်သူ့ရအောင်မှာဗရိတ်9အဲ့လိုဖြစ်ပြီးမှသူ့ရဲ့နောက်တစ်နှစ်မှာ3လို့ထိတ်4လို့ထိတ်5လို့ထိတ်3 4 5ဒီထိတ်3လုံးနှစ်အဲ့နှစ်ကြောင့်6 4နဲ့မွေးဆိုလို့ဒီသလုံးနှစ်ထည့်တာနဲ့ကဏ္ဍအတူနေတာတွေ198လို့ရအဲ့198ကနေဒါထောက်ချက်ဗရိတ်တက်650အဲ့တက်ဒီဗရိတ်9000မှနေအဲ့ဗရိတ်ကတပင်း2ပင်3ပင်ခွန်လို့ပိတ်6လို့ပိတ်တက်လို့ပိတ်ခွန်6တက်ပိတ်3လုံး4လို့ဖြစ်တာနဲ့39တက်ဗရိတ်က3ရက်တယ်အဲ့တော့ဒီ3လုံး198ကနေ39ရက်တက်ရက်တယ်ဘာကြောင့်ခွန်6တက်ပိတ်ရတယ်လဲခုနကနှစ်3နှစ်9 3 4ကြောင့်ခွန်6တက်4ပိတ်ပြီးမှ198ကနေ39တက်ရက်တယ်အဲ့ဒီ39တက်ကနေ1နဲ့2နဲ့3နဲ့4နဲ့5နဲ့935အဲ့ဒီ935ဗရိတ်ခွန်ကသူ့ပေါ်ပြန်ကြဖြစ်ရအဲ့ဒီ935ထွက်ခဲ့လို့သူ့ရဲ့နောက်တဲ့ခုန345နှစ်ကြောင့်ဗရိတ်နဲ့ဆိုတဲ့ကဏ္ဍဒီကဏ္ဍ64နဲ့ဆိုတဲ့ကဏ္ဍထွက်ရတယ်အခုကြည့်မယ်ဆိုရင်တော့ဒီ395နဲ့တပင်းနဲ့ပင်3ပင်ဒါ8ခွန်နဲ့ပြန်ကြပါတော့အဲ့လိုအဲ့နဲ့တည်းကဗရိတ်ခွန်လားသူ့ပေးရလားပါလားပေါ့နော်အဲ့ဒါဆိုလို့အဲ့တော့ဘာလဲရှင်းပြသူ့တိုင်းပေးဒုတိယဒီမှာကနှစ်93ဒီမှာ93နှစ်အဲ့မှာဗရိတ်99ရဗရိတ်9သူ့ရဲ့အောက်မှာသူ့ရဲ့ပုံမှာ3လို့ထိတ်4လို့ထိတ်5လို့ထိတ်3 4 5ဒီနဲ့198အတဲရအဲ့198ကခုနဗရိတ်က15နေမှာ1 2 3 4 5 6ဗရိတ်တက်ထောက်အောင်တော့ဗရိတ်9ထောက်မှာဗရိတ်တက်အဲ့ရဲ့အောက်မှာခွန်လို့ပိတ်6လို့ပိတ်တက်လို့ပိတ်ခွန်6တက်ပိတ်တာနဲ့ဗရိတ်က39တက်ပဲအဲ့တော့198တက်ရိုက်တာနဲ့39တက်ရိုက်တက်ရိုက်တယ်ဒီခွန်6တက်4ဆိုတော့ဘာကြောင့်4ရတယ်လဲခုနကနှစ်9 3 9နှစ်3 4ကြောင့်ခွန်6တက်4နဲ့သူကအပြတ်ပေါက်အဲ့ကနေတပင်း2ပင်3ပင်4ပင်5ပင်395အဲ့395ဆိုတော့လည်းသူ့ပေါ်ပြန်ကြအဲ့ထွက်မဲ့ခြင်းပြပေးတယ်မကြိုက်တော့ထည့်တော့လေအခုဒါကူဒီလိုကြည့်မယ်ဆိုရင်အဲ့လိုထွက်တာနဲ့သူ့ရဲ့နောက်နဲ့ sorry 64နဲ့လို့ထွက်တယ်အဲ့64နဲ့ထွက်တာနဲ့အခု395ကြီးတပင်း2ပင်3ပင်ဒီပေါ်ကပြန်ကြလားပေါ့နော်အများကြီးယူဆရတယ်ဟိုပြန်ကြရဲ့ဇောင်းကလား914လားအပေါ်ကဒီဗရိတ်ခွန်ကိုပြန်ကြလား6နဲ့9ကိုပြန်ကြလား no မထိုးဘူးအဲ့ဒါကိုဘာထိုးမလဲတေချာကြည့်နောက်တစ်ခေါက်နော်နောက်တစ်ခေါက်တေချာကြည့်ဖြည်းဖြည်းပြောပြ3လို့ထိပ်ဒီကောင်ကလည်းပြန်ကြနော်အဲ့3ဒီမှာဒီသူ့နဲ့ထက်အောင်မညီတာရှိဒီမှာကြည့်အဲ့ဒီကဏ္ဍကလည်းပြန်ကြဆိုတာကောင်းကောင်းမွန်ကြားတယ်ဒီမှာဆရာအောင်ရှင်းအောင်ပြောပြ3ခွန်အဲ့3ခွန်ဆိုတဲ့ကဏ္ဍဒီ3လို့ထိပ်ဒါနဲ့ပြန်ကြအဲ့ကနေချီကဏ္ဍ3ခွန်လို့ပြန်ကြတယ်အဲ့3ခွန်ကို3ခွန်လို့ပြန်ကြတာနဲ့3လို့ထိတ်9လို့ထိတ်2လို့ထိတ်3 9နဲ့ထိတ်3လုံးတဲတာနဲ့သူ့ကတော့ဗရိတ်4ဗရိတ်5အဲ့မှာ3လို့ထိတ်4လို့ထိတ်5လို့ထိတ်3 4 5ထိတ်3လုံးနဲ့အဲ့လိုဖြစ်မှာ198လို့ရအဲ့198ကနေ650ဗရိတ်တက်ဗရိတ်5ခံပြီးမှရအဲ့ဗရိတ်ကနေတပင်း2ပင်3ပင်မှာခွန်လို့ပိတ်6လို့ပိတ်1လို့ပိတ်ခွန်6တက်ဆိုတာပိတ်3လုံးလေးအဲ့ဒီမှာ39တက်ဒီက198ကနေ39တက်အတက်ဘာကြောင့်ရလဲခုနက2934ကြောင့်ခွန်6တက်လေးတယ်ဒီမှာ2934ကြောင့်ခွန်6တက်4နဲ့198ကနေ39တက်တက်ရိုက်တာအဲ့ဒီ39တက်ကနေတပင်း2ပင်3ပင်4ပင်5ပင်935အဲ့ဒီ935ဒီအဲ့နဲ့ထဲကခဏန်းဒီပြန်ကြနော်ပြန်ကြလို့ဖြစ်တာနဲ့ခုနက1ကြောင့်အဲ့မှာ935ဆိုတဲ့ခဏန်းဒီ3956တက်ထောက်9356တက်ထောက်နော်အဲ့မှာကြည့်အဲ့လိုဖြစ်ပြီးဆိုတာနဲ့ဒီ935ပြန်ကြအဲ့935ကြတာနဲ့ခုနကအလုံးတူနေဒီ3လုံး3ကြောင့်2ဆိုတဲ့ကဏ္ဍ64နှစ်ဆိုတဲ့ကဏ္ဍ2ထွက်နော်ဒီလိုဆိုလို့တာအဲ့လိုထွက်တဲ့နဲ့အခုဒီပြန်ကြနေကြည့်မယ်ဆိုတပည့်2ပင်3ပင်ရမှာဒီကဏ္ဍသူ့ပေါ်ကဏ္ဍပြန်ကြလာအဲ့တော့ဘာလဲပေါ့နော်ကြရင်ထိုးဒုတိယကတမဒီမှာ39နှစ်လို့ဖြစ်တဲ့ကဏ္ဍ3ထိပ်နဲ့ကဏ္ဍ39နှစ်3ထိပ်တဲ့ကဏ္ဍသူ့ပေါ်ပြန်ကြ3နှစ်ကိုသူ့ပေါ်က3ည3ခွန်ဒီပြန်ကြတာနဲ့3နှစ်ကိုလို့ထားသူ့ရဲ့နောက်မှာဗရိတ်9ဗရိတ်9အဲ့မှာ3 4 5လို့ထိတ်ထက်တဲ့နဲ့သူ့ရဲ့ဆောင်မှာ198ရအဲ့198ကနေဗရိတ်1ရအဲ့ဗရိတ်1ဇောင်း1ဖြစ်ရလိမ့်မယ်356 536ဗရိတ်1ရတဲ့နဲ့ဗရိတ်9ရဲ့ဇောင်းမှာကြာအဲ့ဗရိတ်ကနေတပင်း2ပင်3ပင်မှာခွန်လို့ပိတ်6လို့ပိတ်1လို့ပိတ်ခွန်6တဲ့အပိတ်3လုံးလေးအဲ့တော့ဒီ198ကနေ39တက်ဘာကြောင့်ရလဲခွန်6တက်4ဆိုတဲ့သူ့ရဲ့နောက်ပင်ချာကိုက်မှာ
3နှစ် sorry 3နှစ်ကို4ကြောင့်ခွန်6တက်4ကြိုင်မှာ3ကိုတက်ဒီတက်9 8ကနေ3ကိုတက်အတက်ရိုက်အဲ့ကနေတပင်2ပင်3ပင်4ပင်5ပင်9 3 5ရွှေကြီးမျိုးသူ့ပေါ်ကနန်းပြန်ကြအဲ့တော့ပြန်ကြတော့လဲအဲ့ခုနကတက်ကြောင့်936စောင်းမှာဒီတက်ကြောင့်အဲ့935ပြန်ကြထွတ်တက်ချိန်လဲပြပေးတယ်မကြိုက်လို့အဲ့လိုဖြစ်တာနဲ့ခုနနှစ်ကြောင့်သူ့ရဲ့နောက်64နှစ်မွေးကနန်းတလိုင်းလဲမသွားဘူးပေါ့အခုဒါကို935နေတပင်2ပင်3ပင်မှာတော့ပြန်ကြတယ်မှာ935ကနေတပင်2ပင်3ပင်မှာပြန်ကြလား8ခုနှစ်ကိုတက်ခွန်8နှစ်ကိုအတက်ရိုက်မလားဒီမှာသူ့ပေါ်ပြန်ကြရှိတယ်ဒါလိန်နီး935နေတနေ့နဲ့3နဲ့အဲ့ဒါကိုခွန်8နှစ်ကိုရိုက်မလားဒါဆိုပြန်ကြရက်ပြီးရတင်ကားလေးတွေလားဒါဆိုရင်ဒီကျွန်တော်တို့6နှစ်ကိုဘရိတ်ခွန်ကိုပြန်ကြပါလားကြည့်နေပြောပြမယ်အဲ့6လေးနဲ့လို့ဘရိတ်ထွက်မလားဒီ6လေးနဲ့လို့ထွက်တာမလားထပ်ပြောမယ်နော်ဖရင်ကတူတူလေးဖြစ်တဲ့နဲ့ကလိုပေါ့ဝေဖန်ရခက်ကြည့်ဗျဒီမှာ3ခွန်ခွန်ပြန်3ခွန်ခွန်ကိုပရမခွန်မို့ခွန်ရိုက်တာ3ခွန်ခွန်အဲ့မှာ3ခွန်ခွန်ဒီပြန်တွက်3 9နဲ့လို့တဲတာနဲ့ဘရိတ်9ဘရိတ်က3 4 5တက်9 8လို့အတဲပြုတ်အဲ့တက်9 8ကနေတနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့ဘရိတ်5ဘရိတ်တက်ဘရိတ်5အဲ့ဘရိတ်တက်ကနေတပင်နဲ့ပင်3ပင်မှာခွန်6တက်လို့ပိတ်တာခွန်6တက်4ခွန်ပိတ်6ပိတ်တက်ပိတ်4လို့ဖြစ်တယ်အဲ့တော့ဒီမှာကတက်9 8ကနေ3 9တက်ရိုက်တယ်ခွန်6တက်4ဆိုတာဒီမှာရောက်ပါ3 9နဲ့4ကြောင့်ခွန်6တက်4ပိတ်တာနဲ့3 9တက်ကို8တက်9 8ကနေ3 9တက်အတက်ရိုက်တယ်အဲ့ဒါနေတပင်2ပင်3ပင်4ပင်5ပင်ကဘရိတ်ခွန်အဲ့ဒီ935ဆိုတဲ့ကနန်းသူ့ဘောကပြန်ထွက်တော့ခုနကသူ့ရဲ့ပေါ့ဗရိတ်တက်ပေါ့356တက်စောင်းပြီးမှအဲ့ဒီကနန်းကဗာလဲပြန်ထွက်ရတယ်ပေါ့နော်အဲ့တော့ပြောပြမယ်အဲ့လိုထွက်တာနဲ့အဲ့နဲ့ထဲမှာခုနပြောတဲ့395ဆိုတဲ့ကနန်းဒီ39တက်ကထောက်တာနဲ့ထွက်အခုအဲ့လိုထွက်ပြီးသူ့ရဲ့နောက်ခုန345နှစ်ကြောင့်ဗရိတ်နဲ့ဆိုတဲ့ကနန်း64နှစ်မွေးကနန်းပေးတာ246ထွက်သွားတယ်နော်အဲ့လိုဖြစ်ပြီးအခုဒီမဲ့ကြည့်မယ်395နေတပင်2ပင်3ပင်ကြာသေးရဆောက်မယ်ဆိုရင်ခွန်ရှင်းနဲ့အဲ့ခွန်ရှင်းနဲ့ဒီပြန်ကြလားဒါဆို395နေခွန်ရှင်းနဲ့ကိုပြောင်ရိုက်မလားဆိုတာကြည့်လိုက်နော်ဘာလို့ဆိုလို့လဲဒုတိယကဒီကနေ့303ခွန်ဆိုတဲ့ကနန်းကပြန်ကြနေခုနလို့39နဲ့ထောင်းတာနဲ့ဗရိတ်9ဗရိတ်5အဲ့မှာ345ထိတ်တယ်198ထက်အဲ့198ကနေဗရိတ်တက်ဗရိတ်9ရက်ဆောင်အဲ့ဗရိတ်တက်ကနေခွန်6တက်ဆိုပြီးပိတ်လိုက်တယ်4ပေါ့အဲ့ဒီက39တက်ဒီက198ကနေ39တက်အတက်ရရအောင်ခုနက3နှစ်ကို4ကိုတဲ့ခွန်6တက်4လို့ရရတာအဲ့ကနေတနေ့နဲ့3နဲ့4နဲ့5နဲ့ကရွှေကြီးညို့395ဆိုတော့ပြန်ကြတော့အဲ့ဒီတက်ကြောင့်ဒီမှာက6 536တက်စောင်းလိုက်တယ်အခုအဲ့395နဲ့ကြည့်မယ်ဆိုတပင်2ပင်3ပင်ကြည့်မယ်ဘာကြောင့်လဲအဲ့395ထွက်တာနဲ့သူ့ရဲ့နောက်နဲ့64နဲ့မွေးကနန်းထွက်39နဲ့တည်းမပြောတော့ဘူးလိုက်ထွက်ရပါတယ်အဲ့လိုထွက်ပြီးအခုဒီ395ပြန်တပင်2ပင်3ပင်သူ့ဘောကပြန်ကြဒီပြန်ကြရဲ့ဘေးရဟာတွေလားအများကြီးစရတယ်ဒါဆို96နဲ့လားဒါဆိုရင်935တွေ့ရတယ်နဲ့8ခုနဲ့ကိုခွန်8နဲ့ကိုဖြောင်ရိုက်ပါလားလာခဲ့အဲ့64နဲ့လို့ထွက်တာနဲ့သူ့ရဲ့နောက်တယ်ဘယ်မှမမေ့ဘူးပြသူ့ရဲ့နောက်တယ်ပရိတ်တယ်မှာခုနကခင်ဗျားတို့မှတ်ထားနော်ဒီ93နဲ့4ခုနကခွန်6တက်4ကြောင့်64နဲ့ထွက်တာနဲ့သူ့ရဲ့နောက်တယ်ခွန်8ကိုအပိတ်3လုံး4လို့ဖြစ်တာလေတက်ခါလို့3ပါထည့်တာနဲ့အဲ့ဒါ4တက်ခွန်နော်ဒီမှာလဲကျွန်တော်တို့ခုနပြောတော့အတူတူပဲနော်ဒါကဒီလိုစလိုက်ပေါ့ဒီက39နှစ်ခွန်6တက်4ကြောင့်အဲ့ရဲ့နှစောင်းမှာ39တက်ကနေ935အဲ့ဒီ935ဒီပြန်ထွက်ထွက်တာနဲ့935ရဲ့နောက်မှာဗရိတ်နဲ့ဆိုတော့ကနဒီကန64နဲ့ထွက်သူထွက်တာနဲ့ခုနကဒီကျွန်တော်တို့စခဲ့တဲ့ခွန်6တက်4တို့ဒီ39နဲ့4ကြောင့်935ထွက်တာနဲ့သူ့ရဲ့နောက်တဲ့64နဲ့ထွက်တာနဲ့သူ့ရဲ့နောက်တဲ့ဒီမှာခွန်98ထွက်တာနဲ့အဲ့ဒီရဲ့ဘယ်နာထွက်တက်ခါလို့3ပါထည့်တာနဲ့ဟောဒီ64နဲ့2ကြောင့်အဲ့တက်ခါ2ခါနဲ့တက်ခါနဲ့အဲ့ဒီမှာ4တက်ခွန်မှတ်ထားလူပေးနော်အဲ့တော့ဒီမှာလဲကျွန်တော်တို့အဲ့တိုင်းပဲအဲ့မှာ39နဲ့ပတ်လဲထောင်းဗရိတ်9ဗရိတ်5အဲ့မှာ4ဒီနှစ်ကြောင့်4 3 4 5နှစ်198အဲ့ကနေပင်ကြိုက်ဗရိတ်1ဗရိတ်5ထောက်တာနဲ့အဲ့မှာခွန်6တက်ထောင်တာနဲ့မ198ကနေ39တက်ဒီအတက်ရိုက်တယ်အဲ့တော့ခွန်6တက်4ဒီ
ခုန39နဲ့4ကြောင့်ခွန်6တဲ့4ထောင်နဲ့သူ့ရဲ့စောင်းမှာ395ဆိုတဲ့ကနေ့အဲ့နဲ့တည်းပြန်ကြခုနလိုစောင်းတယ်အခုအဲ့လိုကြက်တာနဲ့သူ့ရဲ့နောက်နဲ့ဗရိတ်နဲ့6 4နဲ့ထွက်တာမလားဒါကိုအခုကြည့်မယ်ဆိုရင်ပြန်ကြလာနော်ခွန်8နဲ့ကိုအတဲ့ရိုက်ပါလားနော်ဟုတ်လားအဲ့လိုဖြစ်တာနဲ့6 4နဲ့ထွက်တာနဲ့သူ့ရဲ့နောက်ဒီမှာခုနက39နဲ့တို့ခွန်6တဲ့ဒီမှာခွန်8 9ဒီမှာက6 8ခွန်8 9လို့ပဲဒီမှာတက်ခါထဲတာနဲ့6 4နဲ့2ကြောင့်အဲ့ဒါ4တက်ခွန်တက်ခါထဲတာနဲ့ခွန်8 9ပိတ်တက်ခါဘယ်နာထဲတယ်တက်ခါလို့ပဲနဲ့အဲ့4တက်ခွန်ဒီ8ရလားလို့မမေးဘူးဒီစနစ်နဲ့6 4တက်တွေ့တာနဲ့သူ့ရဲ့နောက်နဲ့9 8ခွန်တွေ့တာနဲ့တက်ခါနှစ်ချက်ခတ်တာနဲ့အဲ့တော့4တက်ခွန်နော်တက်ခါနဲ့နှစ်ဘွက်ခွန်တက်4ရှင်းသလားတော့အဲ့တော့ပြောင်ရိုက်မယ်ဆိုရင်ခွန်8နဲ့အဲ့ဒါရိုက်သွားတယ်နော်ပြန်ကြတယ်ဒီ line နဲ့ပတ်သက်လို့ပေါ်တင်ပြီပေါ့နော်ဟုတ်ပြီဒီလောက်ပဲ